လေးတို့ရေဒီနေ့ဦးဝီပြောပြမဲ့ပုံပြင်လေးထဲမှာဆိုလို့ရှိရင်ခလေးတို့အတွက်ပျော်ရွှင်စရာအသိပညာပေးလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါအောင်တော့ကဲပုံပြင်လေးစလိုက်ကြရအောင်ပင်လယ်ကမ်းခြေမှာတိုတိုလို့ခေါ်တဲ့လိတ်ကလေးတစ်ကောင်ရှိတယ်တိုတိုကတညမှာကောင်းကင်ကကြယ်လေးတွေကိုကြည့်ပြီးငါလဲအဲ့ဒီလိုလစ်လက်ချင်လိုက်တာလို့ဆူတောင်းမိတယ်အဲ့ဒီအချိန်မှာပင်လယ်ထဲကနေလစ်လက်နေတဲ့ပင်လယ်ကျယ်လေးတစ်ကောင်တောင်ပြင်ပေါ်တက်လာတာကိုတွေ့လိုက်ရတယ်တိုတိုကအားကြလုံးလို့အနားကိုအပြေးသွားခြင်းပေမဲ့သူကနေတော့တော်တော်နဲ့မရောက်နိုင်ဘူးဖြစ်နေတယ်ဒါပေမဲ့သူစိတ်မပြတ်ပဲတဖြည်းဖြည်းချင်းရှောက်သွားတဲ့လမ်းမှာခီယူလေးတွေကနန်းလေးတွေကသူ့ကိုညှိလိုက်တာလို့ဝိုင်းရကြပေမဲ့တိုတိုကတော့မနာတမ်းဆက်လျှောက်ခဲ့တယ်နောက်ဆုံးမှာတော့တိုတိုဟာပင်လယ်ကျယ်လေးစီကိုရောက်သွားခဲ့ပါတယ်ပင်လယ်ကျယ်လေးကတိုတိုရဲ့ဆွဲရှိမှုကိုသဘောကျလို့သူ့ကိုယ်ပေါ်ကတောက်ပတဲ့အလင်းဆက်လေးအချို့ကိုတိုတိုရဲ့လက်ခုံပေါ်မှာကပ်ပေးလိုက်တယ်အဲ့ဒီညကစပြီးတိုတိုဟာတောအုပ်ထဲမှာအလင်းဆုံးနဲ့အလှဆုံးလက်ကလေးဖြစ်သွားပါတော့တယ်။တင်ငန်းစာဘလောက်ပဲနှင်းနှင်းမနာတမ်းကြိုးစားရင်ပန်းတိုင်ကိုရောက်နိုင်ပါတယ်။ဦးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံပြင်လေးကိုနားဆင်ပြီးအသိပညာတစ်ခုခုရခဲ့တယ်ဆိုရင်ဦး channel လေးကို subscribe လေးနဲ့ support လေးပေးသွားကြပါနော်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ bye bye